မင်္ဂလာပါကျမတို့ Kate ပါကျမဒီနေ့ဆွေးနွေးချင်တာကတော့ကျမက IT လောကကကျမရဲ့ပိတ်ဆွေတယောက်ကိုဖိတ်ထားပါတယ်အဓိကရည်ရွယ်ချက်ကတော့ကျမတို့က physical filing ကိုသိရမယ်အပြင် digitalize ဖြစ်နေတဲ့နေရာမှာလည်းကျမတို့ digital အရာဘယ်လိုမျိုး filing လုပ်ရမလဲဘယ်လိုမျိုး user experience တွေရှိနေပြီးတော့ user တွေအနေနဲ့ဘာတွေ awareness ဖြစ်တဲ့တယ်လို့ smart ကြနဲ့ကျမတို့ရဲ့ data တွေကို filing လုပ်မလဲဆိုတာကိုကျမရဲ့ IT တငယ်ချင်းတယောက်ကိုဖိတ်ခေါ်ထားပါတယ်သူကနေပြီးတော့ဆက်လက် sharing လုပ်သွားမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါgreatရှင်မင်္ဂလာပါကျွန်တော် AD ပါဒီနေ့မှာ filing နဲ့ပတ်သက်ပြီးတဲ့အခါမှာ computer user တယောက်အနေနဲ့ဘယ်လို structure ရဲ့ user တယောက်အနေနဲ့ file ကိုဘယ်လို management လုပ်တာလေးကိုကျွန်တော် sharing လုပ်ပေးသွားမယ်ပေါ့နော်ဆောင်ရံနဲ့ရှောင်ရံလေးတွေကိုအဓိကပြောသွားချင်တာသူတစ်ဖြစ်ရှောင်ရံပေါ့နော်ရှောင်ရံကကြတော့ကျွန်တော်တို့ file တွေကိုတွေ့ရနေရာမှာဒီကနာမည်နဲ့ကျွန်တော်တို့ save လိုက်တာမျိုးတွေပေါ့ဥပမာအားဖြင့်ကျွန်တော်တို့ desktop ပေါ်မှာ data တွေအများကြီးကိုကျွန်တော်တို့အလုပ်လုပ်တဲ့ပြရတယ်တန်းစိတ်လိုက်တယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့ပွားသွားတယ်ပေါ့နော်ပြန်ပြီးတော့အသုံးပြုဖို့ပြန်ရှာတဲ့အခါမျိုးကြရင်ဒါအရန်အခက်ခဲဖြစ်တယ်ဘယ်ချိန်ကဘယ်နာမည်နဲ့ဘယ်လိုပေးခဲ့မှန်းမသိဘူးဘယ် folder ထဲမှာထည့်ခဲ့မှန်းမသိဘူးပေါ့နော်အဲ့ဒီ issue လေးတွေရှိတဲ့အတွက်ကျွန်တော်တို့ folder တွေ file တွေကိုတွေ့ကြရနေရာမှာစိတ်တာမျိုးလုပ်ပါမယ်နောက်တစ်ခုကကျွန်တော်တို့ data တွေကိုမလိုအပ်ဘဲနဲ့သိမ်းဆည်းထားတာတွေမလုပ်ပါနဲ့ဥပမာအဖြစ်ကျွန်တော်တို့ document တွေ download တွေထဲမှာfile တွေအထူးသဖြင့် download ပေါ့ download ထဲမှာကျွန်တော်တို့ down မများဟာတွေကျွန်တော်တို့စိတ်ထားတယ်အသုံးပြုပြီးသွားရင်ကျွန်တော်တို့ရှင်းလင်းဖို့မေ့ခဲ့အဲ့တော့ download file ထဲမှာကျွန်တော်တို့ data တွေအများများသွားတယ် data တွေများသွားတယ်အလားတူပဲကျွန်တော်တို့ဒီကိုယ့်ရဲ့ computer ထဲမှာ storage ကအများကြီးသွားတယ်ဒါပေမဲ့အသုံးပြုလားဆိုတော့မသုံးပြုအဲ့တော့ download ထဲမှာရှိတဲ့ data မလိုအပ်တဲ့ data တွေကိုနှစ်ပတ်တစ်ခါဒါမှမဟုတ်တစ်လတစ်ခါမှာစစ်ဆေးပြီးတော့ဖြတ်သိရင်ဖြတ်ရမယ်ဆိုတော့စောင့်ရံပေါ့စောင့်ရံအနေနဲ့ဆိုရင်ကျွန်တော်အချက်၃ချက်ပြောပြချင်တယ်ကိုပထမချက်ကကြတော့ကျွန်တော်တို့ naming ပေးတာကျွန်တော်တို့ file folder တွေကို name ပေးတဲ့အခါမျိုးမှာဆိုရင် standardize ကြကြလေးကျွန်တော်တို့ပေးထားတဲ့တယ်ပေါ့ file တစ်ခုပေါ့နော်ကျွန်တော် budget နဲ့ဆိုင်တဲ့ folder file တစ်ခုပေါ့နော်အဲ့ file တစ်ခုဆိုလို့ရှိရင် budget ပေါ့နော် budget ပြီးလို့ရှိရင်သူ့ရဲ့ရည်ညွှန်းတဲ့ကာလတစ်ခုပေါ့ဥပမာ2025ဆို2025အရှိမကြတော့ကိုယ့်ရဲ့ specific ဖြစ်တဲ့ဟာမျိုးပေါ့ဥပမာထားပါတော့ကျွန်တော်ဆို IT budget ကာလ2025ဆိုတော့အဲ့ဒီကာလအဲ့ဒီဂျားလေးထဲမှာတော့ကျွန်တော်တို့ space ကိုသုံးခြင်းထက်ကျွန်တော်တို့ hyphen လေးကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ရှာတဲ့အခါမျိုးမှာပြန်ပြီးတော့ sorting စီးတဲ့အခါမျိုးမှာဟို smart ကိုကြာစီတယ်ပေါ့နော်အဲ့ဒါကတော့ဒါ naming ပေးရပါပေါ့နော်ဒုတိယချက်ကကျတော့ကျွန်တော်တို့ folder structure ကကြတော့ကျွန်တော်တို့ clear folder structure လေးဖြစ်တင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကျွန်တော်တို့ folder structure 3ဆင့်လောက်ပဲရှိတယ်လေဒါပါတော့ကျွန်တော်တို့ media ကိုယ့်ရဲ့ photo တွေကိုစေ့ရဆိုလို့ရှိရင် media photo ဆိုတော့အောက်မှာ video ပေါ့နော်အဲ့ photo မှာမှကျွန်တော်တို့ကိုယ့်ရဲ့ family နဲ့ရိုက်ထားတဲ့ photo လား RS နဲ့ရိုက်ထားတဲ့ photo လားစသဖြင့်အဲ့လိုမျိုးလေးတွေခွဲခြားသတ်မှတ်ခြင်းတဲ့အခါသတ်မှတ်ထားလိုက်တဲ့အတွက်လွယ်ကူပြန်ပြီးတော့ရှာလို့ရတယ် trace လိုက်လို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့folder တွေကို file တွေကိုကျွန်တော်တို့ backup ထားတာအဲ့ဒါကကြတော့ကျွန်တော်တို့ဒါ structure ရဲ့အလုပ်လုပ်တဲ့သူတိုင်းအကုန်လုံးဒါလိုအပ်တဲ့အရာတစ်ခုပေါ့နော်ဆိုတော့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီ set ထဲမှာကိုယ့်ရဲ့ PC ထဲမှာ laptop ထဲမှာcopy တစ်ခုထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ drive ထဲမှာပေါ့နော်cloud based drive တွေဖြစ်တဲ့ OneDrive ဒါမှမဟုတ် Google Drive စသဖြင့်အဲ့ဒီ drive တွေမှာလည်းကျွန်တော်တို့ဒါ copy အနေနဲ့ထားတင်တယ်အဲ့ဒီအပြင်ဟိုမှာကယ်ပြီးများကိုယ့်စီမှာဒီ portable hard drive တွေရှိရဆိုလို့ရှိရင်လည်းအဲ့ဒီထဲမှာ copy အနေနဲ့ထားတင်တယ်အဲ့ဒီ copy တွေကိုလည်းကျွန်တော်တို့ဒီ weekly basis monthly basis ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ backup လုပ်ပေးတင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအချက်လေး basic ကြတဲ့အချက်လေး၃ချက်ကိုလိုက်နာခြင်းဖြင့်ကျွန်တော်တို့ဒီ filing management မှာဒါအရန်အထောက်အကူပြုတယ်အရန်လည်းအသုံးဝင်မဲ့အချက်လေးတွေပေါ့နော်ကျေးဇူးတင်ပါတယ်နောက်ပိုင်းဒီမှာလည်း sharing ပုံစံမျိုးလေးတွေရှိရဆိုရင်လည်းကျွန်တော်ပါဝင်ပေးပါအောင်မယ်